တင်ရိုးရိုးလေးပဲယေရှုယုံတယ်လို့ပြောတဲ့အချိန်မှာတင်ပြောတဲ့စကားကိုတင်ကအလေးနဲ့မထိုင်တော့မှအဲ့ဒီစကားကိုဖခင်ကအလေးနဲ့ထားပြီးသားတင်မကြားမှဆိုလို့ပြန်ပြောမယ်လူတော်တော်များများဖခင်နဲ့ပတ်သက်ရင်အလေးနဲ့မထားတတ်ပေမဲ့ဖခင်ကတင်ကိုတိတ်အလေးနဲ့ထားတာပဲတင်မမွေးခင်တင်အမိဝန်ထဲမှာမရောက်ခင်တည်းကဖခင်ကဒီမိသားစုထဲမှာမွေးလာမယ်ဆိုတော့ဖခင်ပြင်ဆင်ထားပြီးသားဟာလေလုယာဟာလေလုယာနောက်ပြောစရာတခုရှိတယ်ခရိယန်မိသားစုထဲမှာပေါက်ဖွာလာတဲ့မင်္ဂလာအရန်ကြီးတယ်မွေးလာတဲ့ကယ်တင်ခြင်းကြောင့်ဟလာကယ်တင်ခြင်းကြောင့်မသိသေးရင်တော့မှစံစာလေးတွေစသည်ခွင့်ရတယ်အဲ့ဒါလေးတွေရောမင်္ဂလာတော်စနေပြီဒါပေမဲ့ဖခင်သခင်ရှေးမစွာတဲ့ရွေးကောက်ထားတဲ့သူတွေကြတော့သူ့ဘာသာဘယ်မိသားစုမှာပဲမွေးဘယ်မိသားစုထဲမွေးလာဖခင်သခင်အကြံစီရှိတဲ့ခါမှာရအောင်ဆွဲခေါ်တာပဲဒါပေမဲ့ဖခင်သခင်ကလူတိုင်းကိုကျွန်တော်တန်ခွင့်လုပ်ပေးပါလူတိုင်းအပေါ်မှာဘုရားခင်အကြံစီရှိတယ်အာမင်လူတိုင်းဒါပေမဲ့ဧဝံဂေလိသတင်းစကားလူတိုင်းကြားပေမဲ့ response လုပ်တာချင်းမတူကြအောင်မတူကြအောင်ဘာကြောင့်လဲဆိုတော့ဒီဘာသာတရားတွေကြောင့်ခရိယန်ဘာသာလေးရှုပ်ရှက်ခတ်နေတာမရှိဘူးလားညီကိုမောင်မခရိယန်မှာရှုပ်ရှက်ခတ်နေတာမရှိဘူးလားရှိတယ်အမျိုးစုံရှုပ်ရှက်ခတ်နေတယ်ဒါပေမဲ့ very simple ဖခင်ရဲ့စကားကရိုးလေးပဲဒါပေမဲ့ပြဿနာကစာတန်ရဲ့အဓိကတိုက်ခိုက်တဲ့အရာတခုကရိုးလေးဖြစ်တဲ့စကားကိုတန်တရားဖြစ်အောင်လုပ်တာသူ့ရဲ့အကြီးမားဆုံးဗျူဟာပဲတို့ယုံကြည်သူတွေရဲ့အဓိကပြဿနာလဲဖခင်ရဲ့စကားကိုရိုးလေးယုံအောင်တည်ရတာနဲ့ဒီကျမ်းစာအုပ်ကိုပဲကင်ပြီးတော့ဆန်းပြဖြစ်အောင်စာရငါအဲ့ဒီကျမ်းစာအုပ်ကင်တဲ့အဖွဲ့ထဲနေပဲပြန်အသုံးပြုပြီးတော့မှလူတွေကိုလှည့်စားပလိုက်တယ်လူတွေဘာလုပ်လဲလှည့်စားပလိုက်တယ်စာရရဲ့လောက်ရကတင်ဖျားရဲ့နှုတ်ကပတ်တော်ကိုရိုးလေးယုံရမယ်နှုတ်ကပတ်တော်ကိုဝါရမျိုးစုံနဲ့ရှုပ်ထွေးတော့လုပ်လို့ရိုးလေးယုံရမယ်ဟာအောင်မယုံနိုင်အောင်ဖះเจ้าထဲမှာပဲလာလောက်တာသူရဲ့ရှေးကနဦးတွေကလောက်ခဲ့တဲ့သူရဲ့ဗျူဟာဖြစ်တယ်သူရဲ့ဗျူဟာဖះကမစားနဲ့လို့ပြောတဲ့အတီးကိစ္စကိုပဲလာပြီးတော့လာပြန်ပြောတယ်ဟုတ်ပြီနော် okay now ယေရှုစီလာတဲ့ခါမှာလည်းပဲအစားတောက်နေပဲလာပြန်တယ်ဒါပေမဲ့ယေရှုကပြောတယ်လူသည်မုံအားဖြင့်အသက်ရှင်တာမဟုတ်ဘူးဘုရားခင်မိန့်တော်မူသောစကားအားဖြင့်အသက်ရှင်တယ်လို့ပြောလိုက်တယ်ဆိုတော့မင်းကဘုရားစကားကို serious မထားတဲ့အာဒံကိုမင်းကလှည့်စားလို့ရပါမယ်နောက်ဆုံးအာဒံဖြစ်တဲ့ငါ့ကိုတော့လာမလှည့်စားနဲ့ငါကတော့နှုတ်ကပတ်တော် serious မထားတာမဟုတ်ဘူးငါကိုယ်တိုင်ကနှုတ်ကပတ်တော်ဖြစ်နေမင်းလှည့်စားလို့မရငါကိုယ်တိုင်ကနှုတ်ကပတ်တော်ဖြစ်နေတာအစာဦးနိုင်နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်သည်ဘုရားခင်နဲ့အတူရှိနှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏နှုတ်ကပတ်တော်ဒီလူစားတီကိုခံယူတယ်ဘာသူပြောနာလဲယေရှုမင်းကောလှည့်စားလို့မရဘာဖြစ်လို့လဲငါကနှုတ်ကပတ်တော်ဖြစ်နေလို့ဟာလေလုယာဟာလေလုယာတောင်းရေးကြည့်တာညီကောင်မောင်မတို့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုသင်နှလုံးသွင်းပြီးဆိုရင် very simple ဖခင်သားတော်ကိုယုံကြည်တော့သူပျက်စီးတော့မရောက်ဘူးဆိုရင်အဲ့ဒါကိုသင် meditate လုပ်တော့ဘာလို့အောင်မလဲတင်းဘယ်ရတယ်ပဲ6လငါ့ကိုဘသူမှဖြက်စီးလို့မရဘူးငါပျက်စီးမဲ့ကောင်မဟုတ်ဘာဖြစ်လို့လဲငါဘသူယုံလဲဆိုတာငါသိတယ်ဘာဖြစ်လို့လဲဘုရားခင်သားတော်ကိုယုံကြည်တော့သူပျက်စီးခြင်းတော့မရောက်ဘူးလို့ပြောတဲ့စကားအတန်အဲ့ဒီဟာအတန်ဘုရားခင်သားတော်ယုံကြည်တော့သူပျက်စီးခြင်းတော့မရောက်ဘူးဘာလို့ပျက်စီးလို့မရောက်တာလဲဘာဖြစ်လို့ဖြက်စီးလို့မရတော့တာလဲဖျားပေးတဲ့အရာကြီးကိုရခဲ့လို့အဲ့ဒါဘာလဲထာဝရအတန်
မင်းရထားတဲ့ထာဝရသက်ကိုဘယ်သူမှဆွဲယူလို့မရတော့ဘူးဘယ်သူမှလည်းဖျက်ဆီးလို့မရတော့ဘူးဒါဆိုသင်ကောင်းကောင်းသဘောပေါက်အောင်မှာသင်ဖခင်သားတော်ယေရှုကိုယုံကြည်လက်ခံတဲ့ကြောင့်သင်ဘာဖြစ်သွားပြီလဲသင်ကဖြောင်းမတ်တော်သူဖြစ်တယ်မကောက်သင်ကဘာရသွားတာလဲထာဝရအသက်ကိုရပြီဖြစ်တဲ့အတွက်ကြောင့်ဘယ်သူကမှဖျက်ဆီးလို့မရတဲ့မင်္ဂလာကိုဖခင်ကပေးလိုက်ပြီဘယ်သူအားဖြင့်ပေးတာလဲယေရှုအားဖြင့်ပွဲသိမ်းပြီဒါပဲဒါပေမဲ့ရှုပ်ထွေးအောင်တိတ်လှုပ်တဲ့ဖွဲ့တွေရှိတယ်ကျွန်တော်ဘယ်သူမှတော့မဆိုလို့ပဲဘုရားသခင်ကရှုပ်ထွေးခြင်းအမှုမပြုဘူးဗျာဘုရားခင်ထားလာတဲ့ဟာတကိုးပါတဲ့စိတ်ချစ်တတ်တဲ့စိတ်ရှင်းလင်းသောစိတ်ပဲလာတယ်ရှင်းမဲ့ညမဲဘာပြောလဲဒီနေ့ကျန်းစာအုပ်ကိုပဲကင်ပြီးတော့မှဘာတွေလက်စားနေတယ်ဆိုပါစို့ထိုသူကိုလက်ခံသမျှသောသူဒီဟုသောကိုတော်ကိုယုံကြည်သောသူတို့အားကြည်အမှကြည်ယောဟန်ခန်းကြီးတင်ငယ်ဆက်နဲ့ထိုသူကိုလက်ခံသမျှသောသူဒီဟုသောကိုတော်ကိုယုံကြည်သောသူတို့အားဘုရားခင်၏တာဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ဆိုတဲ့အပိုင်းလေးကိုယူပြီးတော့မှဟာလားဟိုတော့ငါပြောကြတယ်တားဖြစ်တာမဟုတ်ဘူးတဲ့တားဖြစ်ရတဲ့အခွင့်ကိုပဲပေးတာတဲ့ဇလန်လာရှုပ်တဲ့အဖွဲ့ရှိပြီခင်ဗျာစဉ်းစားဒါဆိုရင်ဒီမှာကြည့် as many as receive him to them gave he power to become the sons of God even to them that believe on his name အခွင့်လို့ပြောလားမပြောဘူးဒါမဲ့ဒီမှာတားဖြစ်ရတဲ့အခွင့်ကိုပေးတာတားဖြစ်သေးတာမဟုတ်ဘူးတဲ့လှည့်စားတယ်အဲ့ဒီလှည့်စားမှုတွေအားလုံးကဘုရားစီကမလာဘူးဒီကျမ်းပိုက်ပဲတုံးပြီးတော့မှအဲ့ထဲမှာလူတွေကိုရှုပ်ထွေးအောင်လုပ်တဲ့အကျင့်စာတန်ဆရာပဲလာတယ်မကြီးကပ္ပဦးကျမ်းခန်းကြီးနှစ်ကိုသွားဆရာပြောပြမှာအရင်ရေးကြည့်တယ်ကပ္ပဦးကျမ်းခန်းကြီးနှစ်ကိုသွားကပ္ပဦးကျမ်းခန်းကြီးနှစ်မှာအငယ်16ထာဝရရှင်ဘုရားသခင်ကလည်းကောင်းမကောင်းသိကျွမ်းရာအပင်မှတပါထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုတင်းသည်အခွင့်ရှိထိုအပင်အသီးကိုကမစားရစားသောနေ့တွင်ဧကန်အမှန်တရားမည်ဟုလူကိုပြည့်ညတ်ထားတော်မူ၏3ငယ်နှစ်ကိုသွား3ငယ်နှစ်မိမကလည်းငါတို့သည်မိမကလည်းငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသောအခွင့်ရှိ၏ဥယျာဉ်အလယ်၌ရှိသောအပင်အသီးကိုကသင်တို့သည်မကင်မစားပဲနေကြလောသို့မဟုတ်တည်မည်ဟုဘုရားသခင်အမိန့်တော်ရှိသည်ဟုမွေအားဆို၏မွေကလည်းတင်တို့သည်ဧကန်အမှန်တရားမည်မဟုတ်ဧကန်အမှန်တရားမည်ပါလဲမဟုတ်ဧကန်အမှန်တရားမည်မဟုတ်မကြည့်ဒီမှာဘာတွေ့ရလဲစားတော်နေနိုင်ပါပြောလဲစားတော်နေနိုင်ပါဖြစ်လဲဧကန်အမှန်တရားမည်ဧကန်အမှန်တရားမည်ဟုလူကိုပြညတ်ထားတယ်ဧကန်အမှန်တရားမည်ဟုလူကိုပြညတ်တာမွေရလဲပါပဲတင်တို့ဒီဧကန်အမှန်တရားမည်အနောက်ကနေမဟုတ်ဒီကျမ်းစာပဲသုံးလို့သူကအနောက်ကနေထက်တတ်တဲ့တဘာဝရှိတယ်နောက်တင်တို့တတိထားမှာညီကိုမောင်မတော်ဖယားမပြောတဲ့အရာတခုတင်စိတ်ဝင်စားပါနဲ့ငါကိုခွန်အားနဲ့ပြည့်စုံတဲ့ခရစ်တော်အပြင်ခတ်သိမ်းတော်မူတော့ငါတက်ဆွမ်းနိုင်တယ်လို့နှုတ်ကပတ်တော်ပြောရင်တင်ဒီခရစ်တော်အပြင်ခတ်သိမ်းတော်မူတော့တင်တက်ဆွမ်းနိုင်တဲ့အတွက်ကြောင့်တင်ဘယ်ရမွေးလာလဲဘယ်ရအကြီးလာလဲဘ
ဘေးအတိုင်းဝိုင်းမှာရှိနာလဲဘာလို့တာနဲ့မဆိုင်ဘူးတင်ဟာခရစ်တော်အပြင်ခတ်သိမ်းတော်မူလို့တဆွမ်းနေတဲ့သူဖြစ်တယ်ငါမလုံနိုင်ဘူးလို့ပြောရင်ဖျားပြောတာမဟုတ်ပဲနဲ့တင်ဖတ်တာတင်ပေးရနေရှောက်ပြောနာလားမင်းရောဘာသူပြောလဲဖျားမပြောတဲ့အရာတခုတင်အလေးနဲ့ထားပြီးစဉ်းစားနေစရာဘာအကြောင်းမှမရှိဘူးဒီနေ့တင်တို့သိနေဟာတွေအားလုံးဖျားပြောတာမဟုတ်ပဲနဲ့တင်တို့ဘယ်ရသိနာသိလားလောကနေသိနေတာလောကစကားတွေထဲကနေတင်တို့ရှောက်သိပြီးတော့ရှောက်ပြောနေတာတောင်ဆရာကြီးတယောက်ကဘာပြောလဲဆိုတော့မင်းတို့ကလောကကိုတဲ့မသွားရင်လောကကြီးကမင်းတို့အတင်းတော်ထဲပြန်ဝင်လာပြီတဲ့အတင်းတော်ကလောကကိုသွားမှာအတင်းတော်ထဲမှာပဲအလုရှုပ်နေတယ် You are the light of the world လောကအတွက်မင်းတို့ငါခန့်ထားတာအတင်းတော်ဆိုတာဘုရားကျောင်းမဟုတ်ဘူး Church is not a building is not a church အတင်းတော်ဆိုတာတို့လေအတင်းတော်ကလောကကြီးမသွားရင်လောကကြီးအတင်းတော်ထဲဝင်လာပြီဒါဘုရားသခင်နှုတ်ကပတ်တော်တိုင်းပဲကျွန်တော်အတင်းတော်ကိုသွားမယ်ဥက္ကဋ္ဌတွေတွင်မှုတွေလာမလုံးနဲ့ဘာဥက္ကဋ္ဌတွင်မှုမှာမရှိဘူးဘုရားသခင် principle ထဲမှာရှိကနဥမှာဘာဥက္ကဋ္ဌမှမရှိဘူးဒါလောကရဲ့အတိုင်းဝိုင်းနေအဖွဲ့အစည်းတွေဖြစ်လာတဲ့ဥက္ကဋ္ဌတွေဆရာဒေးဗလာတက်လာတဲ့အတင်းတော်မှာဖြုတ်ချမှာပဲအကုန်ဘာဥက္ကဋ္ဌတွင်မှုမှာလာမလုံးနဲ့ဘာမှလည်းမရှိဘူးဘုရားခန့်ခိုင်းတဲ့သူခန့်အမယ်ရှင်းလေးထပ်ပြောလိုက်အောင်မယ်ဖခင်ရဲ့နိုင်ငံတော်ရဲ့ပုံစံကဒီမိုကရေစီစနစ်မဟုတ်ဘူး theocracy is not democracy ဆိုစကားဂရိကနေလာတာဖခင်ဆရာမလာဘူးကောင်းပါတယ်လူအများရွေးကောက်လို့တင်မြောက်တယ်မောရှေလူအများရွေးကောက်တာမဟုတ်ဘူးဖခင်ရွေးကောက်တာလူများရွေးကောက်တဲ့ခေါင်းဆောင်တက်လာရင်ရှောလူပဲရမယ်ဒါဝိမရအောင်လူများရွေးကောက်တဲ့ဟာရှောလူဖခင်ရွေးကောက်တာဒါဝိအဲ့ဒါဒီမိုကရေစီမဟုတ်ဘူး theocracy တင်တို့ဒီလောကရဲ့ပုံစံကျနေတဲ့ systematic ကြလှုပ်ဆောင်နေတဲ့အရာတွေဆရာအဲ့လိုပြောလို့ဆရာဟာလာဒီမိုကရေစီကိုအားမပေးဘူးဆရာပြောနာလည်းမဟုတ်ဘူး